ဒီရုရှားလူမျိုးပူဖောင်းအနုပညာရှင်ဟာပွဲလန်းတပင်တဲ့တွဲပူဖောင်းအလားစင်ပေးရင်တလကိုဒေါ်လာတောင်းနဲ့ချီတဲ့ဝင်ငွေရှာဖွေနေသူဖြစ်ပါတယ်။သူကတော့စာဂေရှက်နော့ပဲထပါတယ်။သူ့ရဲ့လက်ရာတွေဟာတာမန်ပူဖောင်းမှုဥတွေမဟုတ်ပဲအမြင့်4 မီတာနီးမှရှိတဲ့အေယာမှာရုံလုံးရုပ်ကြွားတွေကိုပူဖောင်းနေနဲ့တင်ဖန်တီးထားတာပါ။သူ့ရဲ့အနုပညာဟာတကယ့်လက်ရာမြောက်ပန်းပူရုပ်တစ်ခုလိုအသေးစိတ်လုံးရတယ်။ပူဖောင်းတစ်လုံးရဲ့တန်ဖိုးဟာဒေါ်လာအနည်းငယ်သာရှိပေမဲ့သူဖန်တီးလိုက်တဲ့လက်ရာတစ်ခုဟာအရွယ်အစားနဲ့ခက်ခဲမှုအပေါ်မူတည်ပြီးဒေါ်လာ2000ကနေ9000အထိဒါမှမဟုတ်ဒီချက်မကဈေးရရှိပါတယ်။အလုတ်ကြီးလေးဝင်ငွေကောင်းလေးပါပဲ။လူအများစုကပူဖောင်းတွေကိုခိတခဏအလားစင်နဲ့ပစ္စည်းတစ်ခုလိုပဲမြင်ကြပေမဲ့သူ့အတွက်တော့ဒါဟာဝင်ငွေအများရနိုင်တဲ့စီးပွားရေးတစ်ခုပါ။ဘာကြောင့်လဲဆိုတော့ပွဲလန်းတပင်တွေနဲ့ကွန်ပစ္စည်းမိတ်ဆက်ပွဲတွေမှာလူအများအထင်ကြီးအမတ်ရစေမဲ့ထူးခြားတဲ့အပြင်စင်တွေကိုအမြဲလိုအပ်လို့ဖြစ်ပါတယ်။အရေးကြီးတာကဒီအလုပ်ဟာဘေးမျိုးမှမဆိုလုတ်ကိုင်းနိုင်ပြီးကျွမ်းကျင်မှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းသာရှိမယ်ဆိုရင်တာမန်ပူဖောက်လေးတွေကိုအစစ်မြဲအမှုပညာတရားတွေအဖြစ်ပြောင်းလဲပြီးအားတင်စရာကောင်းတဲ့ဝင်ငွေမျိုးကိုဖန်တီးယူနိုင်မှာဖြစ်ပါတယ်